Shit! The whole building collapsed. Holy shit. Let's get out of here. အမေမကြည့်ဘူးမေဖေးသွားနေတာ ဘယ်နဲ့မှာ လာဒီနေရာလေး အမလေးငါပြောကျွန်တော်ထုတ်မှာ ဟိုကစော့လို့လားစော့